contractor တိုက်ခန်းတွေကအခန်းအပြောက်စနစ်ပါအဲ့ဒါနော်အခန်းအပြောက်စနစ်အဲ့ဒီအခန်းအပြောက်စနစ်ဆိုတာကအခန်းဝယ်ယူထားတဲ့လူကမြေပိုင်ဆိုင်ခွင့်မရှိဘူးပြိုသွားတယ်ပျက်စီးသွားတယ်ဆိုရင်အခန်းအပြောက်ဝယ်ထားတဲ့လူက0ပဲအဲ့မြေတူနဲ့ဘာမှမဆိုင်ဘူးအခုကွန်ဒိုမီနီယံလောထဲမှာပါတဲ့ဟာကရှိတဲ့အခန်းနဲ့မြေအချိုးကျပိုင်ဆိုင်ခွင့်ရှိတဲ့ဟာကမှဆိုင်တာကွန်ဒိုမီနီယံလောထဲမှာပါတဲ့ဟာကအခုတမီးမေးတဲ့ရိုးကန်ထရက်တိုက်မှာကအခန်းအပြောက်စနစ်ဖြစ်တော့ကြောင့်မြေရဲ့ပိုင်ဆိုင်မှုနဲ့ဒီအခန်းနဲ့ဘာမှမအဆက်ဘူး။တခုတော့ရှိတယ်။မြေရှင်ကသဘောတူပြီးတော့မှပြန်ဆောက်မယ်ဟုတ်ပြီ။မြေရှင်ကသဘောတူမှနော်အချိုးကျအခန်းဘက်လောက်လဲမီနီထယူဂျန်နရယ်ပလပိုတဲ့ဘောတရားပထမလာပဲအဲ့လိုညှိနှိုင်းပြီးလို့ရှိရင်ပြန်ဆောက်လို့ရှိရင်တော့ရမယ်။မြေရှင်သဘောတူညီမှုမရှိဘဲနဲ့အခန်းပိုင်ရှင်ကတော့ဆောက်လို့မရဘူး။မြေကကိုယ့်ဟာမှမဟုတ်တာကြီးဘယ်လိုလဲဆောက်မလဲ။မြေရှင်လက်မထိုးဘဲနဲ့ဒီအခန်းပိုင်ရှင်လည်းအကုန်လုံးစုပြီးတော့ကျူးကျော်ပြီးဆောက်လို့လည်းမရဘူး။မြေရှင်သဘောတူညီမှုရမှဆောက်လို့ရမယ်ဟုတ်ပြီနော်